မိုးကတဲ့ပဲပြောတတ်တယ်ကရင်ပြည်နယ်ကဖတ်တီကြီးတွေမင်းတို့လိန်တာနဲ့လဲတာတော့မခွဲတတ်ပဲလဲတလူလူနဲ့လိန်နေကြတာစောက်ဆက်တရားမရှိတိတ်ခါမရှိလူစိတ်မရှိဟာအယူကြီးတွေသေခါနေရိုက်ခါယူငါတို့လူငယ်တွေပြည်သူတွေချနေနေတာဟာမသိဘူးထင်နေတာလားအာတယူကြီးတွေခွဲမတာမအေလို့မရလိုက်ကအာနာယူမင်းတို့ဖတ်တီတွေကနေရာယူအာတယူအားလုံးတော့ခွဲယူတွေကြီးပဲပြည်သူအတွက်ဆိုတာဂျင်းထဲပေါ်လောက်သိတဲ့အောက်တန်းသားတွေတစ်သက်လုံးမိလာတဲ့ကျင်းတွေကကိုနိုင်ငံကိုပြည်နယ်ကိုပြည်သူတွေအတွက်လက်နက်ကင်ကာကွယ်ဖို့ဆိုပြီးပြည်သူကိုကျင်းထက်လာတာဟာဒီပွဲမှာသိလိုက်ရတာကနိုင်ငံနဲ့ပြည်သူကိုကာကွယ်ဖို့ဆိုပြီးလက်နက်ကင်ထားတဲ့အာဏာယူတွေဟာပြည်သူကိုနိုင်ကျင့်ပြီးနိုင်ငံကိုချဲလေရောင်းစားကိုကျိုးစည်းပွားအတွက်ဆိုတာဒီပွဲမှာသိလိုက်ရတယ်ပြည်သူအတွက်ပြည်နယ်အတွက်လက်နက်ကင်ကာကွယ်ဖို့ဆိုတဲ့လူတွေဟာလည်းနေရာယူငွေယူအတယူအောက်စာယူတွေဆိုတာသိလိုက်ရတယ်ဘယ်သူကပြည်သူဘက်မှာရတီပေးခဲ့လဲပြည်သူဘက်မှာရတီပေးတဲ့လူတွေဒါတို့နိုင်ငံတို့ပြည်သူရဲ့စစ်တပ်စစ်ဖြစ်တယ်မရတီတဲ့အဖွဲ့တွေဟာပြည်သူကာကွယ်ရေးအဖွဲ့မဟုတ်ဘူးစိပြည်သူကိုတောက်ခပေးတဲ့အဖွဲ့တွေသာဖြစ်တယ်မင်းတို့ဖတ်တီတွေတိုက်တယ်နဲ့ဘာတိုက်တာလဲလီနဲ့ကြံနဲ့တိုက်တာလားပြည်သူပိတ်ဆံမတရားစားပြီးလီနဲ့ခြေပြားတိုက်တဲ့ကောင်တွေတိုက်တယ်ပြောပြီးဟမ်အကြံကြီးနဲ့တိုက်ကြီးစောက်ဖို့ကြံနေတဲ့အကြံသမားတွေဘယ်လောက်ရမင်းတို့မိမစပတ်တဲ့ထဲဖို့မဖြစ်ကြဘူးလားအပေါက်ကျဲပြီးအဘယ်မကြောက်တဲ့ကောင်တွေဘယ်လောက်ရအားမရရင်လဲသေးလိုက်ကြတော့မအေးလို့တွေရဲ့တို့ပြည်သူတွေကမင်းတို့လိုအထောင်ရတဲ့ပတ်စံမရှိဘူးကွာမအေးလို့တွေပြည်သူချွေးနဲ့စာကိုစားပြီးမင်းတို့လဲပြီးကြီးပြီးသေပါစေဆူတောင်းတယ်နော်ပြည်သူချွေးနဲ့စာကိုမင်းတို့မျိုးစောတိုင်းမင်းတို့လိန်စားတိုင်းနော်မင်းတို့ကလိန်ကကြစ်လိန်စားညာစားဘန်းပြတိုက်စားနီလန်မျိုးစနဲ့လိန်စားညာစားနေတာလေမင်းတို့မအေးလို့နဲ့အတူတူအသေးချင်းဆိုနဲ့အရောက်တိုင်းသေပါစေနော်ပြည်သူအပေါ်တစ္ဆာဖောက်တဲ့ကောင်ပြည်သူလူတွေရဲ့ငွေကိုလိန်စားညာစားဘန်းပြမျိုးစိုးထားတဲ့ကောင်တွေအားလုံးအသေးမကောင်းစေနဲ့ဒီဘဝဒီနေ့မင်းတို့အားလုံးကြဆောင်ပြီးတော့အမြင့်ဖြတ်ပါစေကိုမေကိုလို့ဗျာအဲ့ဒီတော့အမှန်ကိုအမှန်တည်းတိတိပြောတဲ့အကြောင်းမလို့မမဟုတ်ဘယ်ရင်သဘောကြတာဘယ်သူမှမညာဘူးပေါ့နော်သူကအဲ့လိုမျိုးတော်လိုက်ကာလာတစ်ချောင်းလုံးမှာသူကဒေးတုတ်တာပဲအဲ့လိုမျိုးအဲ့လက်နဲ့ကြတဲ့ဟိုကအသက်ကြီးတဲ့လူကြီးတွေကကွာဟိုတိတ်တွေပါညာတော့ဗန်းပြပြီးတော့ဟိုပြေပရောက်နေတဲ့လူငယ်တွေဆီကနေပြီးတော့ဟိုတော်လိုက်ရမုံကတောင်းတယ်ဗာဖိတဲ့ညာဖိတယ်ပေါ့နော်ပြီးလို့ရှိရင်သူတို့တိတ်တာမှဟန်ပြလို့ပြီးတော့အကုန်လုံးအိတ်ထိပ်ပဲခောက်ထိတာအဲ့ဒါကြောင့်လူငယ်တွေကလွတ်လပ်ရှင်တော့တိတ်ပွင့်ကြတယ်လူကြီးတွေကခုံလူကြတယ်အဲ့ဒီလိုမျိုးတကယ်ရင်နာဖို့ကောင်းတယ်တိလားဒီတဲပဲဆက်သွားနေမယ်ဆိုလို့ရှိရင်မလွယ်ဘူးတော်လဲပြီးဖို့ဆိုတဲ့ဥစ္စာကတဲ့လူကြီးတွေကနေရာမဲ့ဖို့ခုံမဲ့ဖို့အာနာယူဖို့အဲ့လောက်ပဲတည်တယ်မင်းအောင်လည်းနဲ့တစိတ်တညံလေးပဲဒါပေမဲ့အောင်းလို့တော့မဟုတ်ပါဘူး